ဆက်ပြရေတွေကျမတို့ရွာဘက်တည်းရေတွေကလေဒီလိုရေကျတဲ့နေရာတိုင်းဆက်ပြပေါက်တာဒါကျမတို့ရွာရေအရန်ကောင်းကြောင်းကိုကျမကြွားပြမယ်ဘလို့ကောင်းတာလဲဆိုကျမပြမယ်ကြည့်ကျမတော်များများစိတ်ဝင်စားရေတော့မတူလဲရေတော့မတူလာတယ်ရေတော့တူပြီးတော့ရေမတောက်ရတဲ့လှုပ်ဝက်ချက်ကိုပြောပြမယ်အကြောင်းအရာကိုပြောပြမယ်ဒီမှာကြည့်ဒါဆက်ပြကျမတို့ရွာဘက်တွေမှာဆက်ပြပေါက်တယ်လို့ခေါ်တယ်ဒီလိုမျိုးသူကဆက်ပြဒီလိုမျိုးဆက်ပြရေတွေကျမတို့ရွာဘက်တည်းရေတွေကလေဒီလိုမျိုးဆက်ပြရေဒါဆိုတရိုးလုံးဆက်ပြရေဒါဘွဲရိုးလို့ခေါ်တယ်ကျမတို့ကတော့ဟောရှိရမင်းသားဟိုရင်တော့ဆိုလို့ရှိရင်လေချောင်းထဲကိုရေချိုးလာတာပဲဖြစ်ဖြစ်ရေတုံးရေချိုးလာတာပဲဖြစ်ဖြစ်လေအဲ့လိုမျိုးဟိုဆက်ပြမှာပါတော့မေ့ခဲ့ရလို့ဆိုလို့ရှိရင်ဒီရက်ဆက်ပြကိုသုံးလိုက်တာဒါဒီဆက်ပြအရင်မတန့်သေးဘူးဥပမာတအားတော်တန့်တဲ့ဆက်ပြရှိရဟိုဟာဆိုလို့ရှိရင်ကျမတော်တော်တန့်နေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဖွေးနေတာပဲဆက်ပြအကြံဒီရက်ဆက်ပြနဲ့အိုးခွက်ပကံတွေတိုက်လို့ရှိရင်လေဖွေးဥနေရပဲအဲ့ကျမတို့ရွာကိုရေမကောင်းဘူးဆိုတာအဲ့လိုပြောတာပါရှင်အိမ်မှာရေလုံးလွတ်လိုက်ပြီဆိုလို့ရှိရင်လေအဲ့တူးလိုက်တဲ့နေရာရေကျတဲ့နေရာတိုင်းဆက်ပြပေါက်တာဒါကျမတို့တော်တော်များများအဲ့လိုမျိုးမေးကြလို့ကျမပြလိုက်တာပါဖွယ်ရိုးကျမတို့ရွာလုံးဝကိုရေမကောင်းပါဘူးရှင်ရေငံရေပေါ့နော်ဆက်ပြရေထွက်တာပါဟိုမှာတစ်ခုလုံးပြပါအဲ့ဒါတပြင်းလုံးဆိုဆက်ပြတွေပေါက်နေတာပေါ့နော်အဲ့လိုမျိုးပြတာပါရှင်အခုကတော့စီတီကောက်သွားမှာပေါ့နော်ဒါကတော့အညာရဲ့မနေ့ကမှရှင်အားလုံးပဲအိတ်နေကြတော့လားထကြတော့နော်မိုးလင်းပြီကျမတို့တော့အလုပ်သွားလုပ်တော့မှာ